ဖခင်ကတင့်ကိုပါရပေးခဲ့လဲဆိုတော့မေ့နေပြီလားအားလုံးပဲမြင်ပါကျွန်တော်ကျွန်ဖြစ်ပါတယ်ဒီနေ့မှာတော့မမေ့တဲ့အရာတစ်ခုကြောင့်ကျွန်တော်တို့လေ့လာကြည့်အောင်ကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေဖခင်ကကိုယ့်ပေါ်ပြုပေးတဲ့အမှုတွေပေါင်းကြီးမင်္ဂလာတွေကိုပို့ပြီးပြည့်မြင်လာရတယ်ခံစားလာရတယ် nothing ကနေ something ဖြစ်လာခဲ့ဒါပေမဲ့ယုံကြည်သူဖြစ်လို့အချိန်ကြာလာတဲ့နဲ့အမျှဖခင်ကကိုယ့်ပေါ်ပြုပေးတဲ့ခြေစွတွေကိုမေ့လျော့လာပြီးဒါတွေကငါကြောက်ငါကြိုးစားလို့ဖြစ်တာဆိုတဲ့စိတ်တွေဝင်လာကြတယ်အဲ့လိုစိတ်တွေဝင်လာမှာဆိုလို့တရားဟောရခြင်း80ခုငါတကူငါလက်တတိအဖြစ်အစီအစဉ်ကိုငါရတတ်ပြီးစိတ်ထဲမှာအောက်မေ့ခြင်းဖြစ်ပြီးတတိနေကြည်ဆောင်လို့ပြောထားတယ်ခက်ခဲတဲ့အချိန်မှာတော့ဘုရားတန်ဆူတောင်းသနာခံပြီးဘုရားကဖြည့်ရှင်းပေးလို့အစဉ်ပြေလာတဲ့အခါမှာဘုရားရဲ့ကျေးဇူးတွေကိုမေ့လိုက်တယ်ဆိုတာကဖြစ်တင်တယ်ကျွန်တော်တို့ဒီနေ့ဒီတိုင်ကိုရှိနေတဲ့နေရာမှာအသက်ရှင်ရက်တည်ဝင်ရနေတယ်ဆိုတာကဘုရားရဲ့ကျေးဇူးတော်တက်ကြောင်ဖြစ်တယ်ဒါကြောင့်ဒီနေ့ကနေစပြီးငါစူးစမ်းလို့ငါဖြစ်တာဆိုတဲ့စိတ်ကိုဖယ်ရှားပြီးဘုရားရဲ့ကျေးဇူးတွေကြောင့်ဖြစ်လာတယ်ဆိုတာကိုအမြဲတမ်းကြည့်ရတာကျေးဇူးတင်တဲ့စိတ်နဲ့အသက်ရှင်တဲ့သူကြောင့်ဖြစ်ပါပြီ